ခုလောက်ပြောချင်းလို့ပေါ့နော်ဖတီမဖြစ်တုံးကလည်းပေါ့နော်ဈေးမြောင်းကတော့စိတ်ပူပြီးတော့ဝိုင်းဝန်းပေးကြတဲ့ချစ်ရတဲ့သူတွေထမင်းချင်းနေပေါ့နော်အခုငရင်ဖြစ်တော့လေပေါ့နော်ဖတီမစုဆောင်ထားတဲ့ပတ်စံလေးတွေရှိပါတယ်လို့အဲ့တော့အချင်းမောင်းစရောင်ကစုထားတဲ့ပတ်စံလေးပေါ့နော်ဒီမှာပါရှင်ချင်းမောင်းစကစုထားတဲ့ပတ်စံလေးတွေပေါ့နော်ဒီပတ်စံလေးကမွေးစိတ်အနေနဲ့စုထားတာလေးပါရှင်မွေးစိတ်အနေနဲ့စုထားတဲ့ပတ်စံလေးတွေကိုဖတီမဒီပတ်စံလေးတွေကိုပေါ့ငင်းဟိုပေါ့နော်ပတိမတွေရှိလားဆိုမရှိပါဘူးမချမ်းသာပါဘူးလို့ဒါဈေးရောက်ရတဲ့ပတ်စံလေးပါထမင်းရှင်တွေကျွေးတဲ့ပတ်စံလေးပေါ့နော်ဈေးရောက်နိုင်မှတိတက်လေးတွေထည့်ထည့်ပြီးစုထားတဲ့ပတ်စံလေးတွေပါလို့ခြေတော့ဆိုတော့40ခွန်48 50နီးပါတော့ရှိမှထင်တာပဲချင်းဒီမဲ့ချင်းဒါတွေပတိမမွေးစိတ်နေနေဆိုတော့စုထားတဲ့ပတ်စံလေးတွေကိုပေါ့ထမင်းရှင်တွေရောတူတူပါအောင်ပတိမအားပေးရချေရတဲ့သူတွေတူတူပါအောင်လို့ပေါ့နော်ပတိမမနေ့ဖြန်ကြရင်ပေါ့နော်ပတိမတငယ်ချင်းအိုးဝင်ငါပြီးတော့ပေါ့နော်ဈေးရုံကြီးကိုလည်းသွားလူပါမယ်ဈေးရုံကြီးတို့အမရဘူရာဈေးရုံတို့စကိုင်းဈေးရုံတို့ပေါ့နော်တက်နိုင်နေအားပေါ့နော်ဒီဖတိမတို့ဒီနာဟိုဟာပလီတို့ပေါ့နော်တက်နိုင်နေအားနဲ့ပါဖတိမတက်နိုင်တာကတော့တက်နိုင်နေသူများကြီးလို့အများကြီးတယ်လို့လည်းမရှိပါဘူးပေါ့နော်ဒါတက်နိုင်နေအားမွေးစိတ်တွေစုထားတာပါရှင်ဒါအချင်းမောင်းရောင်းတဲ့ပတ်စံတွေပေါ့နော်အချင်းမောင်းရောင်းတော့စုထားတာတွေတရက်တွေစုထားတဲ့ပတ်စံလေးတွေပါအဲ့ဒါလေးကိုပေါ့နော်အပြက်ပေါ့နော်ကိုဈေးရုံဆိုဈေးရုံကိုတက်နိုင်နေအားနဲ့15သိန်းဒီဈေးရုံကိုလူမဲ့ဟိုဆေးရုံ10 သိန်းဆို10 သိန်းအဲ့လိုမျိုးပေါ့နော်ဒီပတ်စံတွေကုန်ရည်ကြည့်